Naruto event မှာ Naruto skin တွေကိုငွေကုန်သက်တာအောင်ဘယ်လိုကောင်းဆင်းရမလဲဆိုတာလေးပြောပြပြီးတော့မှာဖြစ်ပါတယ်။ Naruto skin တွေကိုတစ်ကောင်ယူနည်းရောနှစ်ကောင်ယူနည်းရောတေချာလုပ်ပြီးတာမလို့ဗီဒီယိုတော့အဆုံးထိကြည့်စီချင်ပါတယ်။ကောင်းဆင်းနည်းမပြောပြခင်မှာကြော်ညာလေးတစ်ခုဝင်ပြရစီ။ကျွန်တော်ရဲ့နာမည်ကတော့ Hyuku ပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ Telegram မှာလည်း UCA Diamond တွေလာရောက်ဝယ်ယူလို့ရပါတယ်ခင်ဗျာ။ကြော်ညာလေးဝင်ပြီးသွားပြီဆိုတော့ကောင်းဆင်းနည်းလေးကိုစလိုက်ကြအောင်ခင်ဗျာ။ Naruto event ကမတ်လ29ရက်နေ့မှာရောက်လာမှာပဲဖြစ်ပါတယ်။အဲ့ဒီနေ့မတိုင်ခင်မှာဂိမ်းထဲကနေပြီးတော့အဲ့ဒီနေ့အတွက်ကိုပြက်ကလေးနဲ့ထည့်ထားလိုက်မယ်ဆိုလို့ရှိရင်တော့ pre-register လုပ်ထားတဲ့အတွက်ကြောင့်မလို့ free token တစ်ကတ်ရပါမယ်ပြီးတော့ကျွန်တော်အဲ့ဒီနေ့မှာပဲ weekly bet တစ်ပတ်ထည့်ရမယ် weekly bet ကပြည့်နေတယ်ဆိုရင်တော့ diamond 130ထည့်လို့ရပါတယ် weekly bet ထည့်လိုက်တဲ့အတွက်ကြောင့်မလို့ recharge 100ပြည့်သွားပါလိမ့်မယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကဒီပုံးလေးရပါလိမ့်မယ်အဲ့ဒီပုံးလေးတွေက free token တစ်ကတ်ကနေ3ကတ်ထိပေါက်တတ်ပါတယ်ဒါပေမဲ့လို့ပုံမှန်ရတာကတော့တစ်ကတ်ပဲရတာမလို့အဲ့ဒါတစ်ကတ်ရပါလိမ့်မယ်ပြီးရင်တော့ pre-register ရတဲ့တစ်ကတ်ရဲ့ပြီးရင် recharge kit ကရတဲ့တစ်ကတ်ရဲ့အဲ့ဒီနှစ်ကတ်ကိုလှည့်ပါမယ်နောက်ပြီးရင်တော့ daily 50% off တစ်ချိန်လှည့်ပါမယ်ဒါဆိုလို့ရှိရင်တော့ March 29ရက်နေ့မှာကျွန်တော်တို့က3ချိန်ထိပြီးသွားပြီပဲဖြစ်ပါတယ် March 28ရက်ကနေ April 2ရက်နေ့ထိကိုမှကျွန်တော်က daily 1 draw နဲ့တရက်ကိုတစ်ချိန်လှည့်ပြီးရမှာပါအဲ့ဒါဆိုရင်တော့6ချိန်ရသွားပါလိမ့်မယ်အရှိက3ချိန်လှည့်ထားတာမလို့စုစုပေါင်း9ချိန်ရသွားပါလိမ့်မယ် April 3ရက်နေ့ဆိုလို့ရှိရင်တော့သူ့ရဲ့ phase 1လာပါပြီအဲ့ဒီနေ့မှာပဲကျွန်တော်တို့က weekly bet 3ဘတ်ဖြစ်ပါမယ်ဒီ event က150ထက်150သုံးလို့ရှိရင် free token 29ကရပါတယ် weekly bet 3ဘတ်ဖြစ်လိုက်တဲ့အတွက်ကြောင့်မလို့ diamond 150 recheck ကတော့ပြည့်သွားတယ်3နဲ့ test ကိုပြည့်ဖို့ရအောင်ကြတော့ April 3ရက်ကနေပြီးတော့ April 6ရက်နေ့ထိမှာကျွန်တော်တို့ daily 1 draw စီလှည့်သွားမှာပဲဖြစ်ပါတယ် April 9ရက်နေ့ဖြစ်တဲ့ဒီ phase 1ရဲ့နောက်ဆုံးရက်မှာတော့ကျွန်တော်တို့က short ဈေးရှိတဲ့ daily 1 draw တစ်ချိန်ရယ် short ဈေးမရှိတဲ့ရိုးရိုး3ချိန်ရယ်ကိုကျွန်တော်တို့က diamond 3ပြီးတော့လှည့်ပေးရမှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ diamond 3နဲ့ test ပါပြီးသွားရင်မလို့ free token တွေအားလုံးရသွားပါလိမ့်မယ် free token ကစုစုပေါင်း29ကရပါတယ်အဲ့ဒါတွေကိုပါလှည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လှည့်ခဲ့တဲ့အချိန်အတွက်က46ချိန်တောင်ပြီးသွားပြီပဲဖြစ်ပါတယ်အချိန်40ကျော်သွားပြီဆိုတော့ဒီ draw reward ကနေပြီးတော့မှ free token လေးတစ်ခါရပါအောင်မယ်အဲ့ဒါပါလှည့်လိုက်မယ်ဆိုလို့ရှိရင်တော့48ချိန်ထိပြီးသွားပြီပဲဖြစ်ပါတယ် April 10ရက်နေ့9ရက်နေ့မှာတော့ကျွန်တော်က daily 1 draw စီလှည့်သွားမှာပဲဖြစ်ပါတယ် April 10ရက်နေ့မှာတော့သူ့ရဲ့ phase 2လာပါပြီအဲ့ဒီ phase 2မှာလည်းကျွန်တော် phase 1တော့လောက်ခဲ့တယ်လို့ပဲ weekly bet 3ဘတ်ဖြစ်မယ် phase 2ဖြစ်တဲ့ April 10ရက်ကနေပြီးတော့မှ April 13ရက်နေ့ထိကိုမှ daily 1 draw စီလှည့်မယ် April 14ရက်ဒီ phase 2ရဲ့နောက်ဆုံးရက်မှာလည်းကျွန်တော် share phase 1လောက်ခဲ့တယ်လို့မျိုးပဲ daily 1 draw ရဲ့ဒီရိုးရိုး3ချိန်ရေကိုပေါင်းပြီးလှည့်ပေးမယ်ပြီးရင်တော့ရလာတဲ့ free token 29ကပ်ပါပေါင်းပြီးလှည့်ပေးပါမယ်ဒါဆိုရင်တော့ phase 2နောက်ဆုံးရက်ဖြစ်တဲ့14ရက်နေ့မှာကျွန်တော်တို့က86ချိန်ထိပြီးသွားပြီပဲဖြစ်ပါတယ်ပြီးရင်တော့ April 15ရက်ကနေဒီ event ရဲ့နောက်ဆုံးရက်ဖြစ်တဲ့ May 10ရက်နေ့ထိကိုမှကျွန်တော်တို့ကdaily 1 draw နဲ့တရက်ကိုတစ်ချိန်လှည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒါကတော့26ရက်မလို့26ချိန်ထိရသွားပါလိမ့်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်လှည့်ခဲ့တဲ့အချိန်အတွက်က112ချိန်ထိတောင်ပြီးသွားပါပြီ Naruto skin တစ်ကောင်ရဖို့အတွက်ကတော့ကျွန်တော်အချိန်120လောက်လိုပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့ event လေးတစ်ခုရှိပါသေးတယ်အကောင်က token လေးတွေရနိုင်ပါတယ်ကျွန်တော်တို့ Naruto phase 1တော့မိခဲ့တဲ့လူတွေဆိုလို့ရှိရင်တော့သိမှာပါဒီ beast 8 chain event လေးပဲဖြစ်ပါတယ်အဲ့ကောင်လေးကတော့ကျွန်တော် test လေးတွေလုပ်ပြီးတော့ free token 10ကတ်ထိရနိုင်မှာပဲဖြစ်ပါတယ်တကယ်လို့မှ cancel ပြီးတော့မှအဲ့ဒီ event လေးကမရောက်လာခဲ့ဘူးဆိုရင်တော့ကျွန်တော်တို့ကလိုအပ်တဲ့ဟာကို diamond လေးတွေနည်းငယ်ထည့်ပြီးလှည့်ရမှာပဲဖြစ်ပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့ကျွန်တော်တို့ဒီ phase 1တော့ကလည်းကြုံခဲ့ရပြီးမို့ phase 2မှာလည်းလာနိုင်ခြင်းအများကြီးရှိပါတယ် Naruto skin အကောင်ယူမဲ့သူတွေကတော့အဲ့ဒီ event ရဲ့နောက်ဆုံးရက်ဖြစ်တဲ့ May 10ရက်နေ့မှာပဲ diamond 3688လုံးထည့်ရမှာပဲဖြစ်ပါတယ်ပြီးရင်တော့ 10x draw 8ချိန်တီတီလှည့်ပေးရမှာပဲဖြစ်ပါတယ် 10x draw 8ချိန်ဆိုတော့အချိန်80ထိပြီးသွားပြီမို့လို့ရှေ့ကအချိန်120လောက်နဲ့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်အချိန်190လောက်ထိပြီးသွားပါလိမ့်မယ်အချိန်190ထိပြီးသွားရင်မလို့ဒီ draw reward ကနေပြီးတော့မှ free token 10ခုရယ် coin 180လောက်ရပါတယ်ဒါဆိုလို့ရှိရင်တော့နောက်ထပ် Naruto skin တစ်ကောင်ထပ်ယူလို့ရပြီပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့အချိန်80အတွက်က coin 800ကျော်လောက်ရနိုင်တယ်token 10ခုကကြတော့လေကျွန်တော် coin 100လောက်ရတယ်ပြီးရင် coin က180လောက်ထပ်ရအောင်ပါဆိုတော့ကျွန်တော်က1200လောက်ကတော့ AC ရပါတယ် coin 1200ပြည့်သွားရင်မလို့နောက်ထပ် Naruto တစ်ကောင်ထပ်ယူလို့ရပြီပဲဖြစ်ပါတယ် skin တစ်ကောင်ပဲယူမဲ့သူတွေအတွက်ကျတော့ weekly bet 9ဘတ်ပဲကုန်ပါလိမ့်မယ် skin တစ်ကောင်ယူမဲ့သူတွေကတော့ weekly bet 9ဘတ်ရဲ့ diamond 3688လုံးရဲ့ကုန်ပါလိမ့်မယ်အဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ